သူ့အမေကအဖြူရောင်ကြားမကြီးအဖေကလည်းအဖြူရောင်ကြားကြီးပဲဒါပေမဲ့သူကတော့ထူးထူးဆန်းဆန်းအမဲရောင်ကြားလေးဖြစ်လာခဲ့တယ်အဲ့ဒါနဲ့သူ့အဖေကဒေါသတွေထွက်ပြီးသူ့အမေကို3ရက်တိုင်တိုင်ဆုံးမတော့တာပဲပြီးတော့ဘေးအိမ်ကဂေါ်ရီလာမဲကြီးကိုလည်း9ရက်တောင်တော့ပြဿနာရှာသေးတယ်ဘလို့ပဲဖြစ်ဖြစ်သူ့ရဲ့မျိုးရိုးစံမြစ်ကိုရှာမတွေ့ခဲ့ဘူးနောက်ဆုံးစိတ်တူတူနဲ့ပဲအဖေဖြစ်သူကမိသားစုကိုပြစ်ထားပြီးထွက်သွားတယ်သူနဲ့သူ့အမေပြီးတော့သူ့ညီကြားလေးတစ်ကောင်ပဲကြံခဲ့တာပေါ့သူ့အမြင်မှာတော့သူ့ညီကတော့တော်လေးဦးကြောင်နိုင်တယ်သူအသက်တလပြည့်တဲ့နေ့မှာအမေကြားမကြီးကအစာရှာထွက်သွားတော့သူတို့ညီကိုနှစ်ကောင်ကူထဲမှာကစားရင်းကြံခဲ့တယ်ဦးကြောင်နဲ့စော့နေတဲ့သူ့ညီကကိုပြင်ဘက်ကိုတဖြည်းဖြည်းရှောက်သွားမိတယ်အဲ့ဒီအချိန်မှာဝဝုံကြီးတစ်ကောင်နဲ့တက်တိုးမယ်လို့ဘသူကထင်မှလဲတော်အန်တရိတ်ဆန်တွေဆိုတော့ရန်သူကလေးကိုတွေ့ရင်ဘယ်ညမလဲဝဝုံကြီးကဟိဟောက်ပြီးသူ့ညီစီတန်းပြေးလာတော့တာပဲသူ့ညီကတော့ကြောက်လုံးလို့ကြောက်ရွံ့လို့တောင်းနေပြီအရေးကြီးတဲ့အချိန်မှာပဲသူကသူ့ညီကိုကူရဲရောက်အောင်ဆွဲခေါ်နိုင်ခဲ့တယ်နောက်ဆုံးအမေကြားမကြီးအချိန်ကြီးပြန်ရောက်လာလို့သာနှစ်ကောင်လုံးအန်ရီကနေတီတီလေးလွတ်သွားတာတကယ်တော့သူ့ခန္ဓာကိုယ်ကသာကြားဖြစ်နေတာအတွင်းစိတ်ကလူသားတစ်ယောက်ရဲ့ဝိညာဉ်ဖြစ်နေလို့သာမဟုတ်ရင်ဒီလိုအန်ရီများတဲ့တောထဲမှာအစောကြီးအနားယူသွားတော့ပြီးအဲ့ဒါကြောင့်သူကအင်အားကိုပို့လို့ချင်လာတယ်အစာစားချိန်ရောက်လို့အမေကြားမကြီးကသူတို့ရှေ့မှာလှည့်ပေးပြီးလွတ်တိုက်တဲ့အခါအစာကတော့သူတော်တော်လေးတွတ်ဆုံနေမိတယ်ဒါပေမဲ့နှွေးထွေးတဲ့နှုတ်ရည်တွေပိုက်ထဲရောက်သွားတဲ့အချိန်မှာတကိုယ်လုံးကိုနှွေးကနေဖြစ်သွားပြီးအသက်ပြန်ဆက်နိုင်တယ်လို့ခံစားလိုက်ရတယ်အဲ့ဒီနောက်ပိုင်းအစာစားရင်ဟိုဦးချောင်းညီလေးထက်တောင်သူကပို့ပြီးအားရပါရစားတော့တာပဲလအနေငယ်ကြလာတော့သူကတခြားကြားတွေနဲ့မတူတာကိုသတိထားမိလာတယ်ပထမဆုံးကသူ့ရဲ့အစားအသောက်ကအရန်ကြီးပြီးဘလောက်ဆဆမဝတ်တယ်လို့ခံစားရတာဒုတိယကတော့သူ့ရဲ့ခန္ဓာကိုယ်ကြီးထွားနှုန်းကသူ့ညီထက်အများကြီးညံနေရပဲ9လသားရွယ်မှာသူကပေါင်60နီးပါးရှိနေပြီသူ့ညီကတော့ပေါင်40ကျော်ပဲရှိသေးတယ်အဲ့ဒီအချက်အိမ်မှာသူတို့အသားစားရပြီးတောဝက်သားရဲ့အနံ့နဲ့အရသာကိုသူစပြီးညီးစမ်းကြည့်တဲ့အခါဗိုက်ထဲကနေပို့ပြီးပြင်းထန်တဲ့အပူရှင်တစ်ခုတက်လာပြီးတကိုယ်လုံးကိုပြန့်သွားတယ်အသားစားတာကသူ့ရဲ့ခွန်အားကိုတိုးစေတယ်ဆိုတာသူသိလိုက်ပြီးတလားကြာလို့6လသားအရွယ်ရောက်တော့အမေကြားမကြီးကသူတို့ကိုအမဲလိုက်ပြီးစတင်ပေးတယ်ရုတ်တရက်အမေကြားမကြီးရဲ့အကြည့်တွေကတားကောက်ကိုတွေးလိုက်တယ်လို့ဆူရှသွားတယ်ရှေ့မှာတမင်အုပ်ကြီးတအုပ်ရှိနေတာတမင်တွေကခဏခဏခေါင်းထောင်ပြီးပတ်ဝန်းကျင်ကိုအကဲခတ်နေကြတယ်သူကတော့အမေကြားမကြီးဘလို့အမဲလိုက်မလဲဆိုတာကိုအနီးကပ်ချောင်းကြည့်ပြီးတင်ယူနေတာပေါ့လေအောက်ဘက်ကနေချင်းကပ်တာမို့တမင်တွေကသူတို့အနံ့ကိုမရကြဘူးအမေကြားမကြီးကသူတို့နှစ်ကောင်ကိုငြိမ်နေဖို့အချက်ပြပြီးမြေပြင်နေထားကိုအတုံးချကတမင်အုံနာကိုပေး300ကျော်လောက်အထိတိုးသွားတယ်တမင်တွေတတိလက်လွတ်ဖြစ်တဲ့အချိန်မှာပဲအမေကြားမကြီးကလက်စည်းလက်တလို့ခုံထွက်ပြီးအချိန်ပြင်းပြင်းနဲ့တမင်ကြီးကိုလှည့်ချလိုက်တယ်ပြီးတော့အသက်ရှူရသွားအောင်လေဘင်းကိုတိတိကျကျကိုက်ချလိုက်တာ10မိနစ်တောင်မပြည့်ဘူးတားကောင်ကအနားယူသွားပြီးအမေကြားမကြီးကတမင်ကိုသူတို့စီဆွဲလာပေးပြီးသူတို့နှစ်ကောင်ကိုအရင်စားဖို့အခွင့်အရေးပေးတယ်ဒါပေမဲ့သူ့ညီကအသားစိမ့်နှံကိုမရင်ပါသေးတော့လို့ပဲပြန်ဆုပ်ဖို့ကြိုးစားတာပေါ့အဲ့ဒါကိုအမေကြားမကြီးကလက်ဝါးနဲ့တိုးထုတ်ပြီးဆုံးမလိုက်တယ်သူ့ညီကတော့တနာစရာမျက်နှာလေးနဲ့ဘေးကိုထွက်သွားရရှာတယ်အဲ့ဒီအချိန်မှာသူကတော့အသားကိုအားရပါရစားနေပြီးသူ့ဝေစုကုံသွားပေမဲ့ဘိုက်ကစားနေတော့မဲ့အဲ့ဒါနဲ့ကျန်တဲ့အသားတွေကိုဆက်စားဖို့ကြိုးစားတော့အမေကြားမကြီးကတစ်ချက်ပဲဟိတ်လိုက်ပြခေါင်းလွှဲပေးလိုက်တယ်ခွင့်ပြုချက်ရပြီဆိုတော့သူကတမင်ရဲ့အောက်ပိုင်းတစ်ခုလုံးကိုကုံအောင်စားပစ်လိုက်တယ်အဲ့ဒီအချိန်မှာဘိုက်ထဲကနေပူကြီးမားတဲ့အပူရှိန်တွေထွက်လာပြန်ရောအဲ့ဒီအပူရှိန်ကဘာလဲဆိုတာသူအတိအကျမသိသေးပေမဲ့အဲ့ဒါခန္ဓာကိုယ်ရဲ့စီးစင်းသွားတိုင်းသူ့မှာအင်အားတွေပြည့်ရှံလာတယ်လို့ခံစားရတယ်အဲ့ဒီနောက်ပိုင်းအမေကြားမကြီးကသူတို့ကိုအမဲလိုက်တာနဲ့ကိုကာကွယ်တဲ့နီလန်းတွေကိုနေတိုင်းတင်ပေးတယ်အချိန်တွေကအေးစစ်စစ်ကုန်းလုံးနေရင်းနဲ့တနေ့မှာသူတို့သားမိသုံးကောင်အမဲလိုက်ပြီးပြန်လာတဲ့လမ်းမှာတောအုပ်တစ်ခုလုံးတုန်ခါသွားစေမဲ့ကြောက်စရာကောင်းတဲ့ကြားဟင်းတန်ကြီးကိုကြားလိုက်ရတယ်ဒါကနေမြေကျူးကျော်လာတဲ့သူစိမ်းကြားတစ်ကောင်ရဲ့အတန်ပဲအမေကြားမကြီးကချက်ချင်းတင်းမှသွားပြီးအခြေအနေကိုကြည့်ဖို့မြင်တဲ့နေရာကိုခုန်တက်သွားတယ်အဲ့ဒီအချိန်မှာသူ့ညီကတော့ကြောက်လုံးလို့တကူလုံးတုံရင်ပြီးနေရာမှာတင်မြင့်တက်နေတော့တာပဲ